င်္ဂလာပါကလေးတို့ရေဒီကနေ့မှာတော့တတိယတန်းသင်ချာ grade 3တဲကအခန်း6ပြန်လည်လေ့ကျင့်ခန်းတစ်အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ပြန်လည်လေ့ကျင့်ခန်းတစ်မှာတော့အခန်း1ကနေအခန်း5အတွင်းမှာရှိတဲ့သင်ခန်းစာတွေကိုပြန်ပြီးတော့လေ့ကျင့်ပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပုဒ်စာကတော့အခန်း1ထဲကပုဒ်စာဖြစ်ပါတယ်တသိန်းထိကိန်းများအဲ့တော့အခန်း1မှာကလေးတို့ကိုခုကဏ္ဍနဲ့စပြီးတော့ခု10ရာထောင်တောင်းသိန်းကဏ္ဍအထိခဏတွေကိုသင်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီခဏတွေကိုအသုံးပြုပြီးတော့ဒီပုဒ်စာတွေကိုဖြည့်ရှင်းရအောင်ကိန်းဖြစ်ရေးပါလို့ရေးထားတယ်နံပါတ်1ကအဲ့တော့ကိန်းဖြစ်ရေးပါဆိုတော့ဒီမှာပေးထားတဲ့ခဏတွေကစာသားတွေကိုကိန်းဖြစ်ပြောင်းပေးရမှာဖြစ်ပါတယ်4919ဆိုတဲ့ကိန်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကိုခဏအနေနဲ့အကုန်ပြောင်းရေးမယ်အဲ့တော့4000လို့ပြောထားတဲ့ဖြစ်ကြောင့်မလို့ဒီ4ကဒီနေရာမှာဝင်သွားမယ်တောင်းနေရာမှာဝင်သွားမယ်ပြီးရင်သူရဲ့ကဲ့ရဲ့ထောင်းနေရာမှာဘာမှမရှိကြမလို့ထောင်းနေရာမှာ3ညထည့်ပေးရမယ်အဲ့တော့4 3ညဖြစ်မယ်ရာနေရာမှာဒီမှာ9ထည့်ပေးမယ်10နေရာမှာ1ထည့်ပေးမယ်ခုနေရာမှာ9ထည့်ပေးမယ်ဒါဆိုလို့ရှိရင်ဒီအစဉ်တိုင်းဖတ်ကြည့်မယ်ဆိုရင်4 3ည9 1 9ဆိုပြီးထွက်လာမှာဖြစ်ပါတယ်နားလည်မလားဒီကအချက်ကတော့ကလေးတို့ကစာနဲ့ရေးထားတဲ့ကိန်းတစ်ခုကိုကဏ္ဍအနေနဲ့ပြန်ပြောင်းရေးတဲ့အခါမှာပထမဆုံးစလုံးမဟုတ်ဘူးပထမဆုံးတန်မိုးမဟုတ်ဘူးဆိုရင်ကျန်တဲ့နေရာတွေမှာတန်မိုးတွေပါမလာခဲ့ရင်3ညထည့်ပေးလို့ရပါဟုတ်ပြီနော်ခုနေရာမှာအမရေးမထားဘူးဆိုလို့ရှိရင်လည်း3ညထည့်ပေးရပါနားလည်ပြီနော်အခုက38ထောင်ပေါ့နော်ဒီနေရာမှာ38ထောင်ဥပမာဖြင့်8ထောင်ဆိုလို့ရှိရင်ဒီနေရာမှာ8ဝင်မယ်3ည3ညပေါ့နော်8 3ည3ည3ညဆို8နဲ့3ည3လုံးဆိုပြီးတော့ပြရမှာဖြစ်ပါတယ်ဒါပေမဲ့သူက8ထောင်နဲ့မကဘူး38ထောင်ဟုတ်ပြီနော်10ကျော်သွားပြီဆိုလို့ရှိရင်ခဏတွေကတောင်းညံရောက်သွားမှာပေါ့တောင်းဒီမှာဆိုလို့ရှိရင်10ကျော်သွားပြီဆိုတော့ဒီ30က3000ဖြစ်သွားပြီပေါ့နော်3000နဲ့8ထောင်ကိုပြောတာဖြစ်ပါတယ်ဒါပေမဲ့3000နဲ့8ထောင်လို့ပြောတာကိုတောင်းနေတာကိုဖြောက်ပြီးပြောချင်တယ်ဆိုတော့38ထောင်ပေါ့နော်အဲ့လိုပြောရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့38နဲ့ထောင်နေရာအတွက်ကို3ည3လုံးကပ်ပြီးလိုက်ရင်သူ့ဖြေထွက်ပြီးဖြစ်ပါတယ်နားလည်မလားခန်းငယ်ကိုသွားရအောင်ခန်းငယ်ကတော့9000ဒီမှာ3ညက၄လုံးပါအတွက်ကြောင့်မလို့ဒီမှာ3ည၄လုံးစာဖြစ်လိုက်မယ်ဆိုဒီခုနှစ်က1000နေရာမှာရှိရမို့ဒါ9000လို့ပြောမှာဖြစ်ပါတယ်9000အောက်ကနေပြီးတော့10ရောတဲ့ဂိမ်းကိုရှာပေးရနော်9000ကနေပြီးတော့နောက်ကိုဆုပ်သွားမှာပေါ့နော်ပထမဆုံးက1လျှော့လိုက်မယ်ဆိုလို့ရှိရင်6000နဲ့6000နဲ့9000 900 90 9ရမှာဖြစ်ပါတယ်ဒါ1လျှော့လိုက်တာပေါ့နော်အကယ်၍များ10လျှော့မယ်ဆိုလို့ရှိရင်တော့အောက်ထပ်ဒီ9ပါထပ်လျှော့ပေးလိုက်လို့ရှိရင်သူလိုချင်တဲ့ဂိမ်းကိုရမယ်ဘယ်လောက်တဲ့လဲ6000 9000 990ဖြစ်ပါတယ်အဲ့ဆိုနားလည်မလားဂါကြီးကတော့26ဤတရားစားလို့ပြောထားပါတယ်အဲ့တော့အစတရားတို့အစ10စတို့ပေါ့နော်အဲ့လိုမျိုးသူကအစတွေကိုပွားသွားတဲ့အခါမှာမလုပ်ပေးရမလဲဆိုရှင်ဥမာ10စဆိုလို့ရှိရင်ဒီပေးထားတဲ့ကိန်းနဲ့30နဲ့မြှောက်ပေးရမယ်အစတရားဆိုတော့26နဲ့100နဲ့မြှောက်ပေးရမယ်နော်အဲ့သဘောလိုပဲနောက်ထပ်တူညီတဲ့22ခုကတော့ဒီ26ရဲ့အနောက်မှာဒီမှာ100ပါရင်3ညနှလုံးကိုကတ်ပေးလိုက်ရင်သူ့ဖြေထွက်တယ်ပေါ့နော်10စဆိုလို့ရှိရင်3ညနှလုံးကတ်ပေးမယ်100စဆို3ညနှလုံးကတ်ပေးမယ်1000စဆိုရင်3ည3လုံးကတ်ပေးလိုက်ရင်သူလိုချင်တဲ့ဖြေရမှာအဲ့တော့အစလို့ပြောရင်ဒါမြှောက်ပေးရမှာပေါ့နော်26နဲ့100နဲ့မြှောက်များမမြှောက်လို့ရှိရင်26အနောက်မှာဒီမှာပါတဲ့3ညနှလုံးကိုကတ်ပေးလိုက်ရင်သူ့ဖြေထွက်ပါတယ်ရမယ်နော်အဲ့တော့သူ့ရဲ့ဖြေက2600ရပါလားနောက်တစ်ခုကကြတော့စားတာပေါ့နော်910ကို10နဲ့စားမယ်သူကဒီအစတရားပွားလိုက်တာနဲ့ဒီ10နဲ့စားတယ်100နဲ့စားတယ်ဆိုရင်ဆက်ညင်ဘက်ဖြစ်ပါတယ်အစတရားလိုချင်လို့မြှောက်တယ်ဆိုလို့ရှိရင်လိုမျိုး10နဲ့စားမယ်ဆိုရင်10နဲ့စားပေးရအစတရားလိုချင်တယ်ဆိုလို့ရှိရင်တို့နောက်မှာပါတဲ့ဒီ3ညတွေကတ်ပေးရတယ်နော်စားမယ်ဆိုလို့ရှိရင်တော့ဒီပါနေတဲ့3ညအရေးအတွက်တိုင်းပြန်ဖြုတ်ပေးရမယ်နော်ပြန်ဖြုတ်ပြရမယ်ဖြုတ်လို့ရှိရင်ဒသမရွေ့ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်910မှာ10နဲ့စားခြင်းတယ်ဆိုတော့ဒီ10မှာ3ညလုံးပါကြမှာလို့910ထဲမှာရှိရဒီ3ညကိုဖြုတ်လိုက်လို့ရှိရင်သူလိုချင်တဲ့ဖြေရမှာဖြစ်ပါတယ်အဲ့ဆိုရင်နားလည်မလားအဲ့တော့ဒီမှာကလေးတို့မှတ်ထားရမှာကဒီအစတရားလိုချင်တယ်ဆိုလို့ရှိရင်ပါတဲ့3ညလုံးကိုကတ်ပေးမယ်10စလိုချင်တယ်ဆို3ညလုံးကတ်ပေးမယ်နော်10နဲ့စားမယ်ဆိုရင်3ညလုံးဖြုတ်ပေးမယ်100နဲ့စားမယ်ဆိုရင်3ညနှလုံးဖြုတ်ပေးရမှာဖြစ်ပါတယ်3ညနှလုံးမပါတဲ့ကဏ္ဍကိုတော့100နဲ့
စားတာမျိုးကိုကလေးတို့ကိုဒီတန်းမှာလောက်ခိုင်းအောင်မဟုတ်သေးဘူးပေါ့နော်အဲ့ဆိုရင်ဒီပုံစံနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိလားနံပါတ်2ကတော့ခန်းနှစ်ရဲ့ပုံစံဖြစ်ပါတယ်အပေါင်းပုံစံအနှုတ်ပုံစံတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာပုံစံလေးတွေပေးထားတယ်ပေါ့နော်အဲ့တော့ကြည့်အောင်အဲ့တော့911နဲ့864ပထမဆုံးပုံစံရာဂဏန်းအပေါင်းပေါ့နော်ရာဂဏန်းအပေါင်းဖြစ်တယ်ရာဂဏန်းအပေါင်းဖြစ်တဲ့ကြောင့်မို့လို့သူကကိန်းဂဏန်းတွေကိုစပြီးတော့ပေါင်းအဲ့တော့ကိန်းဂဏန်းတွေကိုပေါင်းမဲ့ပမောင်နှုတ်ပဲနှုတ်သူကခုနေရာနေစပြီးနောက်ဆုံးနေရာနေစပြီးအများနဲ့အပေါင်းနှုတ်လုပ်ရမယ်ခုနေရာပြီး10နေရာရာနေရာအဲ့လိုစဉ်းလိုက်အရှိကိုတွားမယ်နော်ဒီနေရာမှာခုနေရာမှာရှိတာကတော့4နဲ့1နဲ့ဖြစ်ပါတယ်အဲ့4နဲ့1နဲ့ကိုအရင်ပေါင်းမယ်4နဲ့1နဲ့ပေါင်းလို့ရှိရင်9ရမယ်အဲ့တော့ဒီမှာ9ကိုခုအောက်ကဏ္ဍတက်တဲ့မှာရေးလိုက်မယ်နောက်တစ်ခုခုကဏ္ဍပေါင်းပြီးရင်10ကဏ္ဍကိုတွားမယ်6ရဲ့1ရဲ့ပေါင်းမယ်6ရဲ့1ရဲ့ပေါင်းရင်9ရ9ကို10အောက်တက်တဲ့မှာရေးလိုက်မယ်ပြီးရင်ရာကဏ္ဍသွားမယ်ရာကဏ္ဍက9နဲ့8နဲ့ဖြစ်ပါတယ်အဲ့တော့9နဲ့8နဲ့ပေါင်းလို့ရှိရင်73ရပါတယ်73ရတဲ့ကြောင့်မလို့ဒီနေရာမှာ8မှာထပ်ပြီးတင်ကြကဏ္ဍမရှိကြမလို့73ကိုဒီတိုင်းခြိုက်လိုက်မယ်နော်3ကိုရာကဏ္ဍအောက်တက်တဲ့ရေးမယ်1ကိုဒီမှာရေးလိုက်မယ်ဒါဆိုရင်သူ့ရဲ့ဖြေက1385ရတာဖြစ်ပါတယ်အဲဆိုရင်ကျန်တဲ့ပုံစံတွေကိုဒီပတ်စာ3ပုတ်ပေါ့နော်3ပုတ်ကိုကလေးကိုကိုယ်တိုင်တွက်ကြည့်အောင်နော်ဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့ပုံစံလေးတွေကိုတွက်ကြည့်မယ်ပြီးမှပြန်ပြီးတော့အဖြေတိုက်ကြည့်အောင်ကဲစမယ်နော်ဖြေယူလေးတွေရပြီလို့ယူဆပါတယ်ဒါကြောင့်မို့လို့ဖြေတိုက်ကြည့်အောင်နော်ခါခွေးမှာဆိုလို့ရှိရင်9ရဲ့3ရဲ့ပေါင်းရင်12ရမယ်အဲ့တော့2တင်2စနစ်ဆိုလို့ရှိရင်2ပဲဒီမှာချရေးပြီးတော့1ကို10ကဏ္ဍပေါ်တင်ပေးရမယ်စနစ်တစ်ခုလုံးကိုရေးလို့မရပါဘူးเนาะအဲ့တော့ဒီ10ကဏ္ဍမှာ1ရဲ့9ရဲ့8ရဲ့ပေါင်းအောင်1ရဲ့9ရဲ့ပေါင်းရင်8ရပါတယ်8ရဲ့8ရဲ့ပေါင်းရင်16ရပါတယ်เนาะအဲ့ဒါကြောင့်မို့6ကိုပဲဒီမှာရေးခဲ့မယ်1ကိုဒီပေါ်ထပ်တယ်เนาะအဲ့တော့ဒီမှာ6ရဲ့1ရဲ့ပေါင်းတော့9ရသွားတယ်9ရဲ့9ရဲ့ပေါင်းတော့14ရ14ရရင်4ကိုပဲ9အောက်တက်ရေးပြီးတော့1ကိုရှိထုတ်ပေးရမယ်ဒါကြောင့်မို့သူဖြေက1462ဖြစ်ပါတယ်ခါငယ်ကတော့8ရဲ့9ရဲ့ပေါင်းတော့73ရမယ်3ရေးတစ်တယ်မယ်အဲ့တော့1ရဲ့4ရဲ့ပေါင်းတော့9ရမယ်9ရဲ့9ရဲ့ပေါင်း10ရမယ်10ရမယ်ဆို3ရကိုပဲရေးလို့ရမယ်1ကိုဒီပေါ်တင်ပေးရ1ရဲ့1ရဲ့ပေါင်းရင်2ရမယ်2ရဲ့8ရဲ့ပေါင်းရင်10ရနော်10ရမှာဖြစ်ကြမလို့3ရကိုပဲဒီမှာရေးမယ်သူ့ရဲ့အရှိမ1ထုတ်သူ့ဖြေက1003ဖြစ်ပါတယ်နောက်ဆုံးပုံစံကျတော့ထောင်ကဏ္ဍဖြစ်သွားပါပြီထောင်ကဏ္ဍဆိုလေထောင်ကဏ္ဍရောက်တဲ့အထိပေါင်းပေးရင်ရပါတယ်9ရဲ့9ရဲ့ပေါင်း9ရဲ့9ရဲ့ပေါင်းရင်16ရပါတယ်16ရတဲ့အတွက်ကြောင့်မို့လို့ဒီမှာ6ရေးမယ်ဒီမှာ1တင်မယ်1ရဲ့4ရဲ့ပေါင်းရင်9ရမယ်9ရဲ့6ရဲ့ပေါင်းရင်17ရ1ရေးမယ်1တင်မယ်1ရဲ့2ရဲ့ပေါင်းရင်3ရမယ်3ရဲ့1ရဲ့ပေါင်းရင်4ရမယ်ဒီဘက်ကအရှိရထောင်ကဏ္ဍ3ရဲ့2ရဲ့ပေါင်းရင်9ရမယ်စုစုပေါင်းဖြေက9416ဖြစ်ပါတယ်အားဆိုရင်နားလည်မလားဖြေတွေမှန်ကြလားမသိဘူးနော်နောက်ပုံစံမှာတော့နောက်ကျန်တဲ့ပုံစံကတော့သူကအပေါင်း2ပုတ်နဲ့အနှုတ်2ပုတ်ပေါ့နော်အဲ့တော့အပေါင်း2ပုတ်ကိုလည်းကလေးတို့ကိုယ့်ဘာသာကိုတွက်ကြည့်ရအောင်ပြီးမှဖြေပြလိုက်ကြည့်မယ်နော်ကဲဗီဒီယိုလေးကိုခဏ pause လုပ်မယ်ကလေးတို့ကိုယ်တိုင်တွက်ကြည့်မယ်ပြီးမှဗီဒီယိုကိုပြန် play လုပ်ပြီးတော့ပြန်ပြီးတော့ဖြေတိုက်ကြည့်မယ်ရမယ်နော်ကဲစပြီးတွက်ကြည့်ရအောင်ကဲတော့ဆိုလို့ရှိရင်ဖြေတိုက်ကြည့်ရအောင်6ရဲ့ခုကဏ္ဍနေစပြီးတော့ပေါင်းမယ်ပေါ့နော်6ရဲ့2ရဲ့ပေါင်းမယ်ရှိရမယ်9ရဲ့9ရဲ့ပေါင်းရင်10ရ300ရေး1တယ်တော့ဒီမှာ1ရဲ့9ရဲ့ပေါင်းရင်8ရမယ်8ရဲ့3ရဲ့ပေါင်းရင်17ရ17ရမယ်1ရေး1တယ်1ရဲ့4ရဲ့ပေါင်းရင်9ရမယ်9နဲ့4နဲ့ပေါင်းတော့9ရ9108ဖြစ်ပါတယ်3ရဲ့9ရဲ့ပေါင်းရင်ဒီဘက်ပုတ်စာပေါ့စာလုံးပေါ့နော်3ရဲ့9ရဲ့ပေါင်း10ရမယ်300ရေး1တင်ပေါ့နော်အဲ့တော့3နဲ့9ကကြတော့ဒီမှာ10ရဲ့မိတ်ဖက်ကဏ္ဍပေါ့နော်10တွဲပတ်10ရဖို့အတွက်တွဲပေါင်းရတဲ့ကဏ္ဍတွေထဲမှာ1ရဲ့
3ရဲ့10ပါမယ်1ရဲ့9ရဲ့ပါမယ်2ရဲ့8ရဲ့ပါမယ်3ရဲ့9ရဲ့ပါမယ်4ရဲ့6ရဲ့ပါမယ်5ရဲ့5ရဲ့ပါမယ်ဒါကြောင့်မို့လို့3နဲ့9နဲ့ပေါင်းလို့ရှိရင်10ရမယ်ဆိုတော့ကိုမိဘကဏ္ဍနေအတွဲကဏ္ဍနေကိုကိုကမှတ်မိရဆိုရှင်တန်းပြီးတော့ဖြည့်ရေးလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဒုတိယ10ကဏ္ဍကိုလည်းကြည့်လိုက်1ရဲ့6ရဲ့ပေါင်းတော့9ရတယ်9နဲ့အောက်မှာ3နဲ့ဆိုတော့ထပ်ပြီးတော့10ထပ်ရမယ်3ညာရေး11ရဲ့9နဲ့ပေါင်းရင်8ရမယ်ပေါ့နော်8ရဲ့9ရဲ့ပေါင်းအဲ့လိုမဟုတ်ပဲနဲ့ဒီ9နဲ့1နဲ့ကိုအရင်ပေါင်းလိုက်လဲရတယ်9နဲ့1နဲ့ပေါင်းလိုက်10ရသွားမယ်10နဲ့4ရထပ်ပေါင်းလိုက်ရင်18ရအဲ့လိုနည်းနဲ့လည်းလွယ်တကူတွက်လို့ရတယ်နော်ဒီမှာ9ရေးမှတင်မယ်အဲ့တော့1ရဲ့5ရဲ့ပေါင်းရင်6ရမယ်6ရဲ့1ရဲ့ပေါင်းရင်9ရမယ်ဖြေက9900ဖြစ်ပါတယ်ခုကနှုတ်မဲ့ပု္ပ္ပာလာပြီပေါ့နော်အဲ့ဆိုရှင်ရှင်းပြပေးမယ်ခုနှုတ်မဲ့ပု္ပ္ပာမှာလည်းခုချင်းဆယ်ရင်းကိုအဲ့လိုဆင်းလိုက်သွားပြီးနှုတ်ရမှာပေါ့နော်9ရဲ့9ထက်ကနေ1ကိုနှုတ်လို့ရှိရင်6ရပါ9ရဲ့5ကိုနှုတ်ရင်4ရမယ်1ကနေပြီးတော့ရာခိုင်နှုန်း1ကနေ9ကိုနှုတ်လို့မရပါဘူးနှုတ်လို့မရတဲ့ကြောင့်မလို့အရှိထောင်နဲ့ပြီးတော့တစ်ခုချီရတော့နော်တစ်ခုရှိမှဆိုရင်ဒီရှိထောင်နဲ့ကကြတော့1ရောက်သွားမှဖြစ်ကြမလို့3ညဖြစ်သွားမှာပေါ့နော်3ညဖြစ်သွားမယ်သူကဘာမှမပြန်တော့ဘူးနောက်ကိုသူက10ရောက်လာမယ်အဲ့10နဲ့ဒီကြမ်းဒီခုနနှုတ်လို့မရတဲ့နဲ့ပေါင်းလိုက်ပြီးတော့17ဆိုပြီးတော့ပြပေးရမယ်ပေါ့နော်အဲ့ဒီ17ထဲကမှဒီခုနှစ်ကိုနှုတ်မှဖြစ်ပါတယ်နော်17ထဲကခုနှစ်ကိုနှုတ်မယ်17ထဲကခုနှစ်ကိုနှုတ်မယ်ဆိုလို့ရှိရင်ကလေးတို့စိတ်တွက်နဲ့တွက်နိုင်တွက်လို့ရတယ်နောက်တနည်းကြတော့ဘာလဲနော်ဒီ17ကိုနော်10ရဲ့1ရဲ့လို့ခွဲလိုက်မယ်ခွဲလိုက်ပြီးတော့10ထဲကပဲနှုတ်နော်10ထဲကခုနှစ်ကိုနှုတ်လို့ရှိရင်နော်10ရဲ့မိဖက်ကဏ္ဍကခုနှစ်ရဲ့အတွဲက3ဖြစ်ပါတယ်နော်အားကြောင့်မလို့10ထဲကခုနှစ်ကိုနှုတ်ရှိရင်3ကျန်တယ်လို့ခေါ်ပြောလို့ရတယ်အဲ့ဒီ3နဲ့ခုနဖယ်ထားတဲ့1နဲ့ပေါင်းပြီးတော့4လို့ရေးလို့ရနော်ရမယ်နော်အဲဆိုရှင်အဖြေက446ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အရှိက3ညကသူ့မှာနှုတ်စရာအောက်မှာလည်းဘာမှမရှိဘူးဒီကုလားက3ညဖြစ်နေကြမလို့အရှိမှာရေးမှဆို3ညပဲရေးလို့ရမယ်နော်ဒါပေမဲ့အဲ့ဒီ3ညကိုဒီမှာမရေးပါကိန်းဂဏန်းတစ်ခုမှာအရှိ3ညမရေးရဆိုတဲ့စာလေးကိုမှတ်ထားလိုက်လို့ရှိရင်အရှိ3ညရေးကြမယ်လို့ကြောင့်မလို့446ဖြစ်ပြီးတော့အဖြေထွက်လာမှာဖြစ်ပါတယ်နောက်ပု္ပ္ပာတစ်ပုဒ်ကိုသွားမယ်နော်ဒီမှာ3ရက်နေကိုခုကနန်းနှုတ်အောင်နော်3ရက်နေကိုမနှုတ်နိုင်ဘူးအရှိကရာခိုင်နှုန်းနဲ့10ကနန်းနဲ့နှစ်ကို1ရက်နေပြီးတစ်ခုခြေလိုက်မှာနှစ်က1ဖြစ်သွားမယ်နောက်ဘက်ကို10ရောက်လာမယ်10နဲ့ဒီဘက်က3နဲ့ပေါင်းပြီးတော့73လို့ပြပေးရမှာဖြစ်ပါတယ်73ရက်နေကိုနှုတ်ရမှာဖြစ်ပါတယ်ဒါပေမဲ့လို့10နဲ့3နဲ့ခွဲချလိုက်မယ်နောက်3ခဏဖယ်ထားလိုက်မယ်အဲ့ဒီရှိတဲ့10တွေကပဲဒီ9ကိုနှုတ်မယ်နောက်10တွေက9နှုတ်ရင်1ကျန်ဘာကြောင့်လဲ10မိဖက်ကဏ္ဍရဲ့နေမှာ9ရဲ့အတွက်က1ဖြစ်လို့ဖြစ်ပါတယ်နော်အဲ့ဆို1ကျန်တယ်1ရဲ့ခုနဖယ်ထားတဲ့3ရဲ့ပေါင်းပြီးတော့4လို့ပြပေးရမှာရှာမလားပြီးတော့ဒီဘက်ချမ်းမှာ1ကျန်တယ်1ထက်ကနေပြီးဒီခုနှစ်ကိုမနှုတ်နိုင်နှုတ်နေကြမို့အရှိက4ရာခိုင်နှုန်းနေပြီးတော့တစ်ခုချီမယ်4ကတစ်ခုရောက်သွားတာ3ဖြစ်သွားမယ်နောက်ဘက်ကို10ရောက်လာမယ်10နဲ့ဒီ1နဲ့ပေါင်းလိုက်လို့ရှိရင်17လို့ပြပေးရ17ရက်နေခုနှစ်ကိုနှုတ်ရမယ်အဲ့ဒီခါမှာလည်းအလိုပဲ10ရက်ပဲနှုတ်မယ်ကျန်တဲ့အစွန်းထွက်တစ်ကလေးခဏဖယ်ထားမယ်ပြီးပြန်ပေါင်းပါနော်10ရက်နေခုနှစ်ကိုနှုတ်လို့ရှိရင်10ရက်မြဖက်ကဏ္ဍကခုနှစ်ရဲ့အတွက်3ဖြစ်ကြမလို့အဖြေက3ထွက်မယ်နော်3နဲ့ဒီခုနဖယ်ထားတဲ့1နဲ့ပေါင်းပြီးတော့ဒီမှာ4လို့ပြပေးမယ်နော်ဒီမှာလိုပဲ3ရက်နေ8ကိုမနှုတ်နိုင်ပါဘူးရာခဏညနှုတ်ရင်တော့ထောင်ကန်း1ကိုခြိလိုက်မယ်1က3ရက်ဖြစ်သွားမယ်နော်ဒီကို10ရောက်လာမယ်10ရက်ကျန်တဲ့3နဲ့ပေါင်းပြီးတော့73ကိုပြပေးမယ်73ရက်နေ8ကိုနှုတ်မယ်နော်နှုတ်ပြမယ်လို့10ရက်ပဲနှုတ်မယ်ကျန်တဲ့3ကိုဒါမှပြန်ပေါင်းမယ်10ရက်8ကိုနှုတ်မယ်10ထဲမှာ8ကမိဘကဏ္ဍက2ဖြစ်တယ်အဲ့သူ့ရဲ့အဖြေ2ထွက်လာတယ်2နဲ့ခုနဖယ်တာ3နဲ့ပေါင်းလိုက်တော့5ဆိုပြီးပြပေးမယ်အဲ့တော့အဖြေက944ဘာဖြစ်လို့လဲဆိုတော့ရှေ့က3ညကတော့နှုတ်စရာမရှိတော့ဘူးရှေ့3ညမရေးရဆိုတော့3ညကိုလည်းချမရေးတော့ဘူးသူ့ဖြေက944ဖြစ်ပါတယ်အဲ့ဆိုနားလည်မလားနံပါတ်2ရဲ့နောက်ဆုံးလေးပုဒ်ကတော့အနှုတ်ကြီးပဲဖြစ်ပါတယ်ခုနအနှုတ်ပု္ပ္ပာနှစ်ခုကိုရှင်းပြခဲ့ပြီးသားမို့လို့ဒီတစ်ခါတော့အသေးစိတ်ရှင်းတော့ပါဘူးကလေးတို့တွေနဲ့ဒီပု္ပ္ပာတွေကိုဒီဗီဒီယိုလေးခဏ pause လုပ်ပြီးတော့အရင်တွက်ကြည့်မယ်ပြီးမှအဖြေပြန်လိုက်ကြည့်မယ်နော်ကဲစပြီးတွက်ကြည့်အောင်ဖြေပြန်လိုက်ကြည့်အောင်နော်စမ်းမေသောပု္ပ္ပာရဲ့အဖြေဘယ်လောက်ရလဲ938ရပါတယ်ဒီပု္ပ္ပာမှာ3ညတွေများတော့ကြောင့်မို့ဒီပု္ပ္ပာလေးကိုခဏရှင်းပြပေးမယ်နော်တစ်ထည့်ကနေပြီးတော့ခုကနန်းတစ်ထည့်ကနေပြီးတော့ခုကနန်း3ကိုနှုတ်လို့မနိုင်ပါဘူးနိုင်ကြောင့်မလို့အရှိရာ10ကနန်းစီကချီးတဲ့အခါမှာအရှိရာ10ကနန်းကိုယ်တိုင်က3ညဖြစ်နေပါတယ်
3 ဖြစ်နေတဲ့အတွက်ကြောင့်မလို့နောက်ထပ်ရာကနန်းစီထပ်သွားတယ်ရာကနန်းစီကလည်း3 ဖြစ်နေတော့မချီနိုင်ဘူးနောက်ဆုံးမှာထောင်ကနန်း1စီကနေချီပါတယ်ထောင်ကနန်း1က1ရော်သားမို့သူက3 ဖြစ်သွားမယ်နော်ထောင်ကနန်းလို့မတွေးပါနဲ့ဒီမှာထောင်ကနန်းနေရာမှာရှိတဲ့1လို့ပဲတွေးရအောင်နော်ဒါပေမဲ့လို့ဟိုဘက်ကိုရောက်သွားတဲ့အခါမှာတော့10ဖြစ်နေပို့ပေးရမှာဖြစ်လို့လေရာကနန်းထောင်ကနန်းဆိုတာရာကနန်း10စာရှိလို့သူကပေးရင်10စာပေးနိုင်တာမျိုးဖြစ်ပါတယ်နော်သူစီမှာရောက်သွားတာ1ပဲရောက်သွားမယ်ဒီများစီရောက်သွားတဲ့အခါမှာ10ဖြစ်သွားတာပေါ့နော်10ကဒီမှာရက်နေလို့မရဘူးဘာလို့လဲဆိုတော့ကန်းအတိကလိုတာခုကနန်းမှာလို့ဖြစ်ပါတယ်ခုကနန်းလေးရအောင်ပို့ပေးရမယ်ဒါကြောင့်မလို့ဒီမှာရာကနန်း10ကခုဖြစ်သွားမယ်ပြီးရင်10ကနန်းစီ10ရောက်မယ်10ကနန်းမှာလည်းမရနေပါဘူး1ကနန်းဟိုဟာခုနန်းစီသွားမှာမဟုတ်1ကိုလည်းကို10ကိုလည်းတိလျှော့ပေးမယ်6လို့ထားပေးမယ်နောက်ဆုံးမှတင်မှာခုကနန်းမှာ10ရောက်လာမယ်10နဲ့ဒီအောက်ကဒီ1နဲ့ပေါင်းပြီးတော့17လို့ရှိမယ်17ထဲမှာ3ကိုနှုတ်ပေးရမှာဖြစ်ပါတယ်နော်နှုတ်ဖို့အတွက်ဆိုရင်အစွန်းနဲ့1ကိုခဏဖယ်ထားမယ်10ရနေချင်းနှုတ်မယ်10ရဲက3ကိုနှုတ်တော့9ရမယ်9နဲ့ဒီအစွန်းနဲ့နဲ့ပေါင်းလိုက်ပြီးတော့ဒီမှာ8လို့ပြပေးတာဖြစ်ပါတယ်နော်အဲ့ဆိုလို့ရှိရင်10ကနန်းမှာလည်း6ကြိုင်နေခဲ့တော့6ရနေပြီးတော့6ကိုနှုတ်ပြီးတော့3လို့ပြပေးမယ်ရာကနန်း6ရနေ4ကိုနှုတ်ပြီးတော့9လို့ပြပေးလို့ရတယ်ထောင်ကနန်း3ရကတော့နှုတ်ကြလည်းမရှိကြမလို့ရှေ့မှာ3ရမရေးတော့တာသူ့ဖြေက900နဲ့3ချက်ဖြစ်ပါတယ်နောက်ပု္ပ္ပစာသွားကြည့်အောင်နော်နောက်ပု္ပ္ပစာရဲ့ဖြေကိုတိုက်မယ်385ဖြစ်ပါတယ်လေးလို့ဖြေမှန်လားဒီမှာတော့ပြီးသက်မရှင်းပြတော့ဘူးပေါ့နော်စာမေးပွဲလောက်လဲသူကရှုပ်ရှုပ်ထွေးထွေးမရှိဘူးပေါ့နော်တာတလင်းကျိတ်မှာလည်းအဖြေက2464ဖြစ်ပါတယ်ထပ်ဝင်မှာတော့ဖြေက9989ဖြစ်ပါတယ်ကလေးတို့ဖြေမှန်လားဘေးဒီပု္ပ္ပစာတွေကအသေးစိတ်မရှင်းပြထားလို့နားမလည်ဘူးပြန်ရှင်းပြပေးပါဆိုတဲ့ပု္ပ္ပစာမျိုးလို့ရှိရင်ဒီဗီဒီယိုအောက်မှာ comment လေးရေးပေးလို့ရတယ်နော်နံပါတ်3သွားမယ်နံပါတ်3ကလည်းဒီအခန်းနှစ်အပေါင်းနဲ့နှုတ်တွေကပဲဖြစ်ပါတယ်နော်ဒီမှာဆိုလို့ရှိရင်ကာကြီးပု္ပ္ပစာလွယ်ကူသောနည်းဖြင့်တွက်ပါလို့ရေးထားတယ်လွယ်ကူသောနည်းနဲ့တွက်ပါဆိုတော့ဘယ်လိုတွက်လို့ရမလဲပေါ့နော်ကြည့်အောင်250ပေါင်း198လွယ်ကူတွက်ချင်တယ်ဆိုလို့ရှိရင်ကိန်းတစ်ခုကိုနော်10ပေကိန်းဖြစ်ရာပေကိန်းဖြစ်ပြောင်းပြီးတော့တွက်လို့ရပါတယ်နော်ဒီနေရာမှာ198ကိုကြည့်မယ်ဆိုလို့ရှိရင်သူက200ပေးဖို့အတွက်ကိန်းနှလုံးပဲလိုတော့တယ်1ရ2ကတော့ကိန်းနှလုံးပဲလိုတယ်အဲ့ကိန်းနှလုံးကိုပေါင်းလိုက်လို့ရှိရင်သူက200ဖြစ်သွားမယ်200ဖြစ်သွားရင်ဒီဘက်ချက်250နဲ့ဟိုကစိတ်တွက်ပေါင်းလို့ရပြီဖြစ်ပါတယ်အဲ့တော့198ကိုအရင်ဆုံးနှစ်ပေါင်းမယ်ပေါင်းလိုက်လို့ရှိရင်သူက250နဲ့200နဲ့ပေါင်းပြီးတော့450200ဖြစ်သွားမယ်200ဖြစ်သွားပြီဆိုရှေ့က250နဲ့ပေါင်းပြီးတော့450ဆိုပြီးပြလို့ရဖြစ်ပါတယ်ဒါပေမဲ့တကယ်ဒီဖြေကဖြေမှမဟုတ်သေးဘူးသူကနှစ်ပေါင်းထားတာဖြစ်တဲ့ကြောင့်မို့အဲ့နှစ်ကိုပြန်နှုတ်ပေးရမယ်ဒါမှသာသူ့ဖြေမှထွက်မယ်450ရဲ့ကနှစ်ကိုနှုတ်မယ်ဆိုတော့450ပြီးတော့နှစ်ခုပြန်ရှော့ရတဲ့ဘောဖြစ်ပါတယ်450ရဲ့သူ့ရဲ့ရှေ့ကကိန်းက449ဖြစ်ပြီးတော့နောက်သိန်းထပ်ရှော့ရင်448ဖြစ်ပါတယ်ဒီ448ကမှသူ့ရဲ့အဖြစ်မှန်ဖြစ်ပါတယ်ရှာမလားဒါဆိုရင်ဒီပုံစံတိုင်းတွက်ကြည့်အောင်နောက်ခါခွေကိုနော်အခါခွေမှာကြည့်လိုက်ရင်399နဲ့130မှာရာပေကဏ္ဍဖြစ်ဖို့အတွက်အနည်းဆက်ဆုံးက399ဖြစ်တယ်သူ့ကို3ပေါင်းလိုက်ရင်400ဖြစ်သွားမယ်400ဖြစ်သွားရင်130နဲ့ပေါင်းလို့လာပြီပြီးတော့မှဒီ3ကိုပြန်ထုတ်ပေးမယ်တွက်ကြည့်ပါဦးဖြေရပြီလားဖြေတိုက်ကြည့်မယ်နော်399ကိုအားလုံးမလဲ3ပေါင်းမယ်400ရမယ်400နဲ့130ပေါင်းရင်930ရမယ်930ရမှာ3ခုကိုပြန်နှုတ်မယ်နောက်ဆုံးမှာ900နဲ့29ရမယ်ခေါင်းငယ်ကိုသွားရခေါင်းငယ်ကကြတော့1000လေးကနေပြီးတော့953ကိုနှုတ်မှာဖြစ်ပါတယ်နော်ဒီတိုင်းနှုတ်မယ်ဆိုလို့ရှိရင်တော့3ညတွေပဲဖြစ်နေတဲ့ကြောင့်မလို့နှုတ်တဲ့ခါမှာအရှိတစ်ကနေကြွားပြီးတော့ယူရမယ်ပေါ့နော်ဒီကပြဒေါင်လိုက်တွက်နေတဲ့ခြားတွက်မှာအဆင်ပြေမဲ့သဘောဖြစ်ပါတယ်ခဲပြီးဒီတိုင်းတွက်ချင်တယ်ဆိုလို့ရှိရင်တော့1000ကိုတစ်နှုတ်ပေးရမှာဖြစ်ပါတယ်တွက်မှလည်းလို့ရှိရင်သူက999ဖြစ်သွားမယ်အဲ့ဒီခါကျမှ953ကိုနှုတ်လို့ရမှာဖြစ်ပါတယ်နော်အဲ့တော့9ရနေပြီးတော့3ကိုနှုတ်မယ်6ရမယ်နော်ဒီ10ကဏ္ဍ9ရနေ5ကိုနှုတ်မယ်4ရမယ်နော်အောက်ရှာကဏ္ဍ9ရနေပြီးတော့2ကိုနှုတ်9ကိုနှုတ်မယ်2ရမယ်နော်အဲ့ဒီခါကျမှ200တစ်ချက်ကိုထွက်ရမယ်ဒါပေမဲ့သူကတစ်နှုတ်ထားဖြစ်တဲ့ကြောင့်မလို့အဲ့တစ်ကိုပြန်ပေါင်းပေးရမယ်ဒါဆိုရင်သူ့ရဲ့ဖြေက249ဆိုပြီးထွက်လာနော်အဲ့ဒီနေ့တိုင်းပဲဒီ800တွေက296ကိုနှုတ်ကြည့်မယ်သူ့ကိုလည်းဒီ800ကို800တိုင်းထားပါနဲ့တစ်လျော့ပြီးတော့990ကိုထားပြီးနှုတ်ကြည့်ပါပြီးမှအဖြစ်ပြင်လိုက်ကြည့်မယ်ကဲစပြီးတွက်ကြည့်အောင်
ရှေ့ရပြီလားဖြစ်တိုက်ကြည့်မယ်နော်ရှေ့ရတယ်ကတီကိုနှုတ်တော့990ကိုဖြစ်သွားမယ်296ကိုနှုတ်လို့ရှိရင်903ကျန်မယ်နော်အဲ့ဒါတစ်ပြန်ပေါင်းပေးရမယ်နောက်ဆုံးမှ904ဆိုပြီးဖြေထွက်လာအစွမ်းနားလည်းမလားနောက်ထပ်ဒီကကျတော့ကိန်း3လုံးပေါင်းတာပေါ့နော်ခုနကတော့ကိန်းနှလုံးအပေါင်းနှုတ်ကိုပဲစုပ်ခဲ့တာကိန်းနှလုံးပေါင်းနှုတ်တော့ဘယ်လိုလုပ်ခဲ့လဲပေါင်းတဲ့အခါမှာရာပြေကိန်းဖြစ်သွားအောင်ရာပြေကိန်းကတက်ခံနေရင်ကိန်းတစ်လုံးကိုရာပြေကိန်းဖြစ်အောင်ပေါင်းလိုက်တယ်ပြီးတော့မှအဖြေလေးပြန်နှုတ်လိုက်တယ်နော်နှုတ်ဆိုလို့ရှိရင်တော့ထောင်ကနန်းလေးကနှုတ်တယ်ဆိုလို့ရှိရင်ထောင်ကနန်းကတိလျှော့ပြီးတော့ထောင်ကနန်းမဖြစ်အောင်လုပ်လိုက်တယ်ပြီးတော့မှနှုတ်ပြီးတော့မှတစ်ပြန်ပေါင်းပေးလိုက်အဲ့ဒီပုံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကိန်း3လုံးပေါင်းတဲ့အခါမှာအဓိကဘာကိုကြည့်ရမလဲဆိုရင်ကိန်းနှလုံးရဲ့ပေါင်းတာဟာနော်10ပေကိန်းဖြစ်ရာပေကိန်းဖြစ်ပေါ့အဲ့လိုဖြစ်သွားမယ်ပေါ့ဒီနေ့အဖြစ်30ရဲ့မိဖက်ကဏ္ဍဖြစ်တယ်ဆိုလို့ရှိရင်အဲ့ကိန်းနှလုံးကိုအရင်ပေါင်းပေးရမယ်ပြီးမှကျန်တဲ့ကိန်းနဲ့ပေါင်းလိုက်နော်ဒီမှာကြည့်လိုက်9ကိုကြည့်မယ်9မှာဆိုရင်တော့ကိန်း3လုံးရှိတဲ့ထင်မှာနောက်ဆုံးခုကဏ္ဍလေးတွေကိုကြည့်လိုက်ဒီမှာဆို6ဒီမှာဆို5ဒီမှာဆို5ကိန်း3လုံးရှိအဲ့ဒီကဘယ်နှလုံးက30ရဲ့မိဖက်ကဏ္ဍဖြစ်မလဲဟုတ်တယ်ဒီ9နဲ့9နဲ့မိဖက်ကဏ္ဍဖြစ်ရမလို့ရှိရင်ဒီ65နဲ့35နဲ့ကိုအရင်ပေါင်းတဲ့ကိစ္စလုပ်လိုက်မယ်နော်ရင်ပေါင်းတဲ့ဆောင်ပြပေးဖို့အတွက်ခွင်းထဲမှာထည့်လိုက်တယ်နော်ခွင်းထဲမှာထည့်ပေါင်းလိုက်တယ်အဲ့ဒီခွင်းကိုဗမာရေးရအရှိမထားပြီးရေးလေရနောက်မှထားပြီးရေးလေရနော်ပြီးတော့မှဘာလုပ်လိုက်လဲဆိုရင်ဒီနှစ်ခုအရင်ပေါင်းလိုက်65နဲ့35နဲ့ပေါင်းမယ်နော်60နဲ့30နဲ့အရင်ပေါင်းကြည့်လိုက်နော်6ရဲ့3ရဲ့ပဲအရင်ပေါင်းကြည့်လိုက်6ရဲ့3ရဲ့ပေါင်းရင်9ရတယ်အဲ့တော့60နဲ့30နဲ့ပေါင်းလိုက်ရမလဲ90ရမယ်90နဲ့မှဒီကျန်တဲ့9နှစ်ခုထပ်ပေါင်းနော်ဒီဘက်9နဲ့ပေါင်းတော့95ဒီဘက်9နဲ့ပေါင်းတော့100တနည်းအားဖြင့်65 35ဆိုတာနှစ်ခုပေါင်းရင်100ရတယ်နော်အဲ့ဒီခါကျမှရှေ့ရကြတယ်296နဲ့ပေါင်းလိုက်ရမယ်နော်200နဲ့100နဲ့ပေါင်းမယ်ဒီကရှေ့က200နဲ့ဒီရှေ့က100နဲ့ပေါင်းလိုက်လို့ရှိရင်300ရနောက်က86ကတော့ဒီတိုင်းတိုင်းလိုက်ရဒါမှမဟုတ်သူဖြေရ396ဖြစ်ပါတယ်ရမလားအဲ့တော့ဒီပု္ပ္ပာမှာကြည့်နောက်ပု္ပ္ပာတစ်ပုဒ်ကဒီမှာ2ဒီမှာ6ဒီမှာ8ပေါ့ခုနနေ့ဒီတိုင်းဒီမှာ2ဒီမှာ6ဒီမှာ8ဒါဆိုရင်ဘယ်ကိန်းနှလုံးက30ရဲ့မိဘကဏ္ဍဖြစ်မလဲဟုတ်တယ်ဒီ80နဲ့16နဲ့က30မိဘကဏ္ဍဖြစ်တယ်နော်ဒါဆိုလို့ရှိရင်သူတို့နှစ်ခုအရင်ပေါင်းမယ်ပေါင်းတော့ပြပေးလို့တော့သူတို့နှစ်ခုကိုယ်ထဲမှာခတ်ပြီးရှိပြနော်အဲ့လိုဖြစ်နေအဲ့ဆိုသူတို့နှစ်ခုပေါင်းတာရေးမယ်180နဲ့18ကိုပေါင်းဖို့အတွက်180နဲ့30နဲ့အရင်ပေါင်းရေးလိုက်180နဲ့ဒီ180နဲ့30နဲ့ပေါင်းရင်190ရနော်ပြီးတခါ2ရဲ့ရှေ့ပေါင်းရင်30ရခုန190နဲ့ပေါင်းထားတဲ့30နဲ့ပေါင်းတော့200ကွက်ကြည့်ပဲနော်200နဲ့386နဲ့ပေါင်းမယ်200နဲ့300နဲ့ပေါင်းတော့900ရစုစုပေါင်း900နဲ့86ဖြေရမလားနားလည်မလားအကြမ်းကြောင့်ဒါတွေကသူ့အခန်းနဲ့ရသက်ဆိုင်ရာဗီဒီယိုကိုပုတ်စာနဲ့မှာအသေးစိတ်ရှင်းပြီးသားဖြစ်ပါတယ်နော်ချင်ရခဲ့လို့ရှိရင်ဒီခန်းတွေကိုလည်းတစ်ခုချင်းစီသေးစိတ်တင်ပေးပါမယ်အခုတော့ပြန်လည်လေ့ကျင့်ခန်းကိုဦးစားပေးပြီးတင်ပေးဖို့တောင်းဆိုထားတာဖြစ်တဲ့ကြောင့်မလို့ဒီပြန်လည်လေ့ကျင့်ခန်းအခန်း6ကိုအရင်တင်ပေးရတာဖြစ်ပါတယ်နော်ကဲ၍ဒီပိုင်းနဲ့ပတ်သက်ပြီးတော့သိစိတ်နားမလည်ဘူးဆိုရင်နောက်ထပ်ဒီခန်းလေးနဲ့ပတ်သက်ပြီးသိစိတ်ဗီဒီယိုတင်တဲ့အခါမှာကြည့်ပြီးလို့ရပါတယ်နံပုတ်စာတစ်ပုဒ်ကကြတော့ပုတ်စာကြီးဖြစ်သွားပြီနော်ဒါပေမဲ့သူကအပေါင်းနှုတ်ပုတ်စာပဲဖြစ်သေးတယ်ပေါ့နော်ရွာတရားမှာရွာတရား၌ယခုနှစ်တွင်လူဦးရေ9000ဦးရှိပြီးမနှစ်ကထက်48ဦးပိုများသည်ထိုရွာ၌မနှစ်ကလူဦးရေများရှိတယ်ဒီနှစ်မှာရှိတဲ့လူဦးရေကအရင်နှစ်ကထက်48ရာပိုများနေတယ်ဆိုရင်ယင်းနှစ်ကဟောင်းလူချင်းတယ်ဆိုရင်အဲ့ဒီပိုများနေတဲ့48ရာကိုဘာလုပ်ပေးရမလဲနှုတ်ပေးရမယ်နော်နှုတ်ပေးလိုက်လို့ရှိရင်သူတို့လူချင်းနဲ့မနှစ်ကလူဦးရေကိုရမှာဖြစ်ပါတယ်နော်အဲ့တော့မနစ်ကလူကြီးလူချင်း9000နှစ်တက်ကနေ48ကိုနှုတ်ပေးရမယ်အဲ့တော့ဒါလေးကိုဒေါင်လိုက်ချပြီးတော့နှုတ်လိုက်နော်အဲ့တော့ဒီနှစ်ထကနေပြီးတော့ခုနှစ်ကိုနှုတ်မယ်မနှုတ်နိုင်တဲ့ကြောင့်မလို့300ကြာချီမယ်300လဲဆိုရင်ပြေဘူးနောက်ထပ်300ထပ်ချီ300မှလည်းချီကြမရှိတော့900ကြာချီအဲ့တော့9က4ဖြစ်သွားမယ်ဒီဘက်ကို30ရောက်လာမယ်30ကလည်းစက္ကန့်ကိုထပ်ချီဖို့အတွက်9ပဲကျန်မယ်သူ့စီကို10ရောက်လာမယ်သူ30ရလည်းပဲ9ပဲကျန်မယ်ခုကနန်းကို30ရောက်မယ်အဲ့30နဲ့ဒီကျန်နေတဲ့နှစ်နဲ့ပေါင်းလိုက်ပြီးတော့12လို့ရေးပြရ12တည်းရမှာဒီခုနှစ်ကိုနှုတ်တာနော်အဲ့တော့12တည်းကနှစ်ကိုခဏဖယ်ထားမယ်ဒီ30ရလည်းခုနှစ်ကိုနှုတ်မယ်30ရခုနှစ်ကိုနှုတ်ရင်3ကျန်မယ်3ရဲ့ဒီခုနှစ်ဖယ်ထားနှစ်နဲ့ပေါင်းပြီးဘာလုပ်မလဲ5နော်5ဖြစ်ပြီးတော့ဒီကျန်တဲ့9ရက်နေ4ကိုနှုတ်မယ်5
ဒီကျန်တဲ့ကိုကတော့အောက်မှာနှုတ်ရှာရာခဏမရှိတော့ထောင်နှန်းလည်းမရှိတော့မရှိကြမလို့ပေါ်ကလည်းဒီတန်ဖိုးတွေကိုလိုက်ချရေးပဲကိုကကိုပဲနော်400 4955ဖြစ်တယ်နောက်ဆုံးမှာအဖြေရဘယ်လောက်လဲဆိုရင်4955ဦးဖြစ်ပါတယ်ရမယ်နော်အဖြေထုတ်တဲ့ခါမှာဒီပုံစံတွေကဒီမနှစ်ကလူကြီးရေးဆိုတာလေးပြန်ကောက်ပြီးထည့်ပေးလိုက်တယ်ပေါ့နော်ပြီးရင်4955ကဂျိုင်းရေးလို့မရဘူးသူကလူကြီးလို့ပြောကြမှာဟုတ်မှာဦးဆိုပြီးထည့်ပြန်သူ့ရဲ့ unit ကဦးပေါ့နော်အဲ့ဆိုနားလည်မလားအဲ့တော့နံပါတ်5ကတော့အခန်း3ကပုံစံဖြစ်ပါတယ်ချိန်နဲ့ပတ်သက်တဲ့ပုံစံပေါ့နော်အောင်ဒီအဖွားအိမ်မအဖွားအိမ်ကိုရောက်ရင်တနာရီ40မိနစ်ကြာသွားရပြီအဖွားအိမ်ကို17နာရီ30မိနစ်တွင်ရောက်လို့ရင်မြည်သည့်ချိန်အိမ်မစထွက်ရမည်နီအဲ့တော့ကြာချင်းနဲ့ပတ်သက်ပြီးမေးတဲ့ပုံစံမှာကလေးတို့အနေနဲ့ကအမျိုးအစား3ခုပဲတည်ဖို့လိုတယ်မှတ်ထားမယ်နော်အမျိုးအစား3ခုအဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ဒီဥစ္စာဖြစ်ပါတယ်ဆုံးချိန်ရယ်စချိန်ရယ်ကြာချိန်ရယ်ဖြစ်ပါတယ်ဒီ3မျိုးကိုခွဲတက်ပြီဆိုလို့ရှိရင်ကလေးတို့တွက်ရမှာဖြစ်ပါတယ်ဒီပုံစံထဲမှာဒီ3မျိုးကိုလိုက်ရှာကြည့်ရမယ်နော်အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာအဖွားအိမ်တို့ရောက်ရင်တနာရီ40မိနစ်ကြာသွားရသည်ဆိုတော့ဒီမျိုးစားကဘာဖြစ်မလဲဆိုရင်ကြာချိန်ဖြစ်ပါတယ်နော်ကြာချိန်ဖြစ်တယ်တခါအဖွားအိမ်တို့17နာရီ30မိနစ်တွင်ရောက်လို့လေပြကြမှာဒီ17နာရီ30ကဘာဖြစ်မလဲဆိုရှင်နောက်ဆုံးဆုံးချိန်ဖြစ်ပါဆုံးချိန်ဖြစ်သွားတယ်အဲ့တော့ဘယ်ချိန်ကစထွက်ရမလဲဆိုတော့ဒီမေးထားတဲ့မေးခွန်းကဘာလဲဆိုရှင်စချိန်ဖြစ်ပါတယ်သူကစချိန်ကိုသိချင်တာပေါ့နော်စချိန်ကိုသိချင်တာဖြစ်တယ်အတွက်ညီမျှခြင်းကဆုံးချိန်ညီမျှခြင်းစချိန်အပေါင်းကြာချိန်ဖြစ်တယ်နော်ဆုံးချိန်အပေါင်းကြာချိန်ဖြစ်ကြမလို့စချိန်ကိုလိုချင်လဲဆိုရှင်မလုပ်ပြန်ရမယ်ဆိုရှင်ဒီဆုံးချိန်ကြီးကနေပြီးတော့ကြာချိန်ထုတ်ပြရမယ်မှတ်ထားမယ်နော်ဆုံးချိန်လိုရင်စချိန်နဲ့ကြာချိန်ကိုပေါင်းမယ်ဒါမှမဟုတ်ပဲနဲ့ဒီဘက်ချမ်းကစချိန်ကိုပဲလိုချင်ကြာချိန်ကိုပဲလိုချင်ဘာလုပ်ပြရမလဲဆိုရင်ဆုံးချိန်ကြီးကနေပြီးတော့ပိတ်ထားတယ်ကျန်တဲ့တစ်ချမ်းကိုနှုတ်ပြရမယ်နော်စချိန်လိုချင်ဆုံးချိန်ကြီးကနေကြာချိန်နှုတ်ပေးမယ်စချိန်ကဲကြာချိန်လိုချင်လဲဆိုရင်ဆုံးချိန်ကြီးကနေစချိန်နှုတ်ပေးရမယ်အဲ့ဆိုနားလည်နော်အဲ့တော့ဒီမှာကစချိန်ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆုံးချိန်ကြီးကနေကြာချိန်ကိုနှုတ်ပြရမယ်တနည်းအားဖြင့်ဆုံးချိန်က17နာရီ30ဖြစ်တယ်ဆိုလို့ရှိရင်17နာရီ30ရာနေပြီးတော့ကြာချိန်ဖြစ်တဲ့တနာရီ40ကိုနှုတ်ပေးရမှာဖြစ်ပါတယ်နော်နာရီမိနစ်တွေနှုတ်တဲ့အခါကြာရင်ဒီလိုမျိုးထိတ်ကနေနာရီနဲ့မိနစ်စီခေါင်းစဉ်တက်ပေးရဒါမှအောက်ကကဏ္ဍကဘာတွေလဲဆိုတာသိနေရမယ်နော်အဲ့တော့နှုတ်တဲ့အခါမှာလည်းမိနစ်ဆိုရင်မိနစ်အမျိုးအစားတဲ့ကဏ္ဍကိုရိုးအပေါင်းနှုတ်တိုင်းနှုတ်မယ်။နိုင်ဆိုရင်လည်းနိုင်မျိုးစားကိုရိုးအပေါင်းနှုတ်ထည့်ရမယ်အတိုင်းနှုတ်မယ်နော်။အခုသိထားမှာကတနာရီမှာဘယ်လောက်ရှိလဲတနာရီမှာ60မိနစ်ရှိတယ်။တနာရီမှာ60မိနစ်ရှိတဲ့အတွက်ကြောင့်မလို့ဥပမာဒီလိုနှုတ်တဲ့ကိစ္စမှာဒီကဏ္ဍကနေပြီးတော့ဒီကဏ္ဍကိုနှုတ်နိုင်ဘူးဆိုလို့ရှိရင်သူနိုင်ကနေပြီးတော့ချီးယူလို့ရတယ်။30နဲ့40နှုတ်လို့မနိုင်ဘူးဆိုရင်တနာရီဒီနိုင်ရတယ်တနာရီချီးလို့ရမယ်။တနာရီကနေဒီဘက်ချမ်းရောက်သွားရင်တော့ဖြစ်သွားပြီဆိုရင်60မိနစ်အနေနဲ့ရောက်လာမှာဖြစ်ပါတယ်။နော်အရင်တော့ကလည်းတစ်ချီလို့30ရောက်တာမျိုးမဟုတ်တော့ဘူးဟုတ်ပြီနော်။ဘာဖြစ်လို့လဲဆိုတော့မျိုးစားချင်းမတူဘူးဖြစ်ပါတယ်။မျိုးစားချင်းမတူဘူး။နိုင်ရနေမိနစ်ကိုလှမ်းချရင်တော့60ရောက်လာမှာဖြစ်ပါတယ်။အဲ့ဒါနားလည်မလား60နဲ့ဒီ30နဲ့ပေါင်းပြီး90ရာမှာဒီ40ကိုနှုတ်ရမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ကြည့်ရများနိုင်မိနစ်ပုံစံမှာပေါင်းခဲ့မယ်ဆိုလို့ရှိရင်မိနစ်ကိုအရင်ပေါင်းရမယ်။မိနစ်ကိုအရင်ပေါင်းတဲ့ခါမှာလည်းခုနလိုပဲခုကဏ္ဍနေရှင်းရှင်းပေါင်းမယ်ပြီးစက္ကန့်နေပေါင်းမယ်ပေါင်းလိုက်တဲ့စုစုပေါင်းရလက်က60ကျော်သွားလို့ရှိရင်ပိုနေ60ထက်ပိုတဲ့မိနစ်တွေကိုနိုင်စီကိုပို့ပေးရနော်60ကိုဒီဘက်ကိုတစ်ပို့ပေးရမယ်60ထက်ကျွင်းတဲ့ကျွင်းကိုပဲတန်ဖိုးပဲဒီမှာချက်လိုက်ရနားလည်မယ်နော်အဲဆိုရင်အခုနှုတ်မယ်30နဲ့40ကိုနှုတ်ဖို့ကဒီမှာတန်းကြည့်အောင်လည်းဖြစ်နိုင်ကြမလို့ရှစ်တနိုင်ကိုတနိုင်လှမ်းကျူပါမယ်ပေါ့နော်။17က10ဖြစ်သွားမယ်ဒီဘက်ချမ်းကို1ရောက်ပါမယ်။ဒါပေမဲ့ဘယ်လောက်နေရောက်လဲ60နဲ့ရောက်ပါနော်။60နဲ့30နဲ့ပေါင်းလိုက်မယ်။ဘာလို့ပြပေးမလဲဆိုရင်90လို့ပြပေးမယ်။အဲ့ဒီ90ရာမှာ40ကိုနှုတ်အောင်ဖြစ်ပါတယ်နော်။အဲ့ဒီခါကျတော့မှနော်ခုကနိုင်ဖြစ်တဲ့300ချင်းနှုတ်နော်10ကနိုင်ဖြစ်တဲ့9နဲ့4နှုတ်အောင်ဖြစ်ပါတယ်။300နဲ့300နှုတ်တော့300ကျန်မယ်။9ရ4နှုတ်တော့9ကျန်မယ်။ရမလား။မိနစ်50ဆို60မိနစ်မကျော်သေးဘူးပေါ့နော်။ဒီဘက်ကတခါ10နိုင်နေရမှာကျန်တဲ့တနာရီကိုနှုတ်ရမှာဖြစ်ပါတယ်။အဲ့ခါမှာလည်းခုချင်းဆက်ချင်းနှုတ်မယ်။300တဲ့က1ကိုနှုတ်မယ်။မနှုတ်နိုင်လို့ရှိရင်ရှေ့က1က300ရှိမယ်။300နောက်ကို10ရောက်လာ။နော်10ကပေါင်းပြခဏမရှိဘူး။ငါကိုလည်း300ဖြစ်နေပြီ။1ရော်နေပြီလားမဟုတ်နော်။10ရက်မှာ1ကိုနှုတ်လိုက်လို့ရှိရင်9ရမယ်
နော်အရှိက3ညတော့ပုတ်ဆရာမရှိဘူးဒါမှမဟုတ်သူ့အဖြစ်က9နာရီနဲ့50မိနစ်ဖြစ်ပါတယ်နော်သူလိုချင်တာဗာလဲလဲစချိန်အိမ်ကနေပဲချိန်စထွက်မှာလဲ9နာရီနဲ့50မိနစ်ဖြစ်ပါတယ်အဲ့တော့စထွက်ရမယ့်ချိန်နော်မေးခွန်းပြခေါ်မယ်စထွက်ရမယ့်ချိန်က9နာရီနဲ့50မိနစ်ဖြစ်ပါတယ်အဲ့ဆိုနားလည်မလားနံပုံစာကလည်းအချိန်နဲ့ပတ်သက်တဲ့ပုံစာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာဆိုလို့ရှိရင်ကလေးအနေနဲ့စားချိန်ဆုံးချိန်ကိုတွက်နည်းနည်းခက်တယ်ဘာဖြစ်လို့လဲဆိုတော့သူကနိုင်ငုံလွဲသွားလို့ပေါ့နော်အချိန်ကမတူတော့ဒီမှာဆိုမနက်9နာရီလို့ပြောတယ်လေဒီမှာညနေ4နာရီကမှပိတ်သွားတယ်နောက်ဆုံးချိန်ကဘာပြောသွား4ဆိုတော့သွားစားချိန်တက်ကိုနေနေပြီဆိုတော့နှုတ်ရတာမလွယ်တော့ဘူးကြာချိန်လိုချင်တာပေါ့နော်ဒီမှာကြာချိန်လိုချင်တာအဲ့တော့မလွယ်တော့ဘူးဆိုတော့နောက်တနည်းတွက်မယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တပြက်ပြက်စီတွက်မှာပေါ့နေ့လယ်မနက်9နာရီနဲ့စမယ်နေ့လယ်7နာရီတိုင်ခင်အထိကြာချိန်ကိုအရင်တွက်လိုက်မယ်အခါ7နာရီကနေစညနေ4နာရီခွဲအထိကြာချိန်ကိုတွက်မယ်ပြီးတော့မှအဲ့လိုပေါင်းတယ်ပေါ့အဲ့လိုလုပ်ရမယ်ပထမဆုံးစောက်ဖွင့်ချိန်မနက်9နာရီပြီးရင်နေ့လယ်7နာရီကြာချိန်ရတော့တိချိန်ရဲ့စနစ်တရားနဲ့ခုနှစ်ကိုနှုတ်လိုက်ရတယ်9နာရီထွက်လာမယ်နော်နောက်တစ်ဆင့်ကကြာတော့နေ့လယ်7နာရီကနေပဲနေ့လယ်4နာရီခွဲအထိကြာချိန်ကတစ်ခါဘယ်လောက်လဲဆိုလို့ရှိရင်ဒီတိုင်းတန်းပြီးတော့ခြိုက်နေရတာပေါ့4နာရီခွဲပြီးတော့7နာရီစတာ7နာရီနဲ့စမို့4နာရီခွဲထိကြာချိန်က4နာရီခွဲဖြစ်မယ်ပြီးမှအဲ့ဒီ9နာရီနဲ့4နာရီ30မိနစ်ကိုပေါင်းပေးလိုက်စုစုပေါင်း9နာရီနဲ့4နာရီ30မိနစ်ပိုက်တော့ဒီမှာနိုင်ချင်းမျိုးတူတာပေါင်းတော့9နာရီဖြစ်တော့9နာရီနဲ့30မိနစ်ရမယ်နော်အဲဒါမလို့ဒါကြတစ်မျိုးပေါ့နော်ဒီနည်းလမ်းကြဘယ်ခါမှသုံးလဲဆိုလို့ရှိရင်စချိန်နဲ့ဆုံးချိန်ကနော်မနက်နဲ့ညနေဒါမှမဟုတ်ညနဲ့မနက်အဲ့လိုမျိုးပေါ့နော်မျိုးစားချင်းမတူဘူးဆိုလို့ရှိရင်ဒီမျိုးတပိုင်းချင်းစီဖြတ်ပြီးတော့ကြာချိန်ကိုရှာလို့ရခုနလိုပုံသင်ကြီးသုံးကြမလို့ပေါ့နော်အဲ့ဆိုနားလည်မလားနောက်တစ်ခုကဒီလိုပဲပေါ့နော်ဒီမှာဆိုရင်တောင်တက်သမား2တောင်တက်ဆင်းကြချိန်ကြီး3နာရီ20မိနစ်ဖြစ်သည်တောင်ပေါ်တက်ရမယ်1နာရီ50မိနစ်ကြာတယ်တောင်ပေါ်မှာပြန်ဆင်းရမယ်ချိန်မြတ်တယ်ဒါကြောင့်တစ်မျိုးလေးပဲကြာချိန်တစ်မျိုးလေးပဲမျိုးစားတစ်မျိုးလေးပဲဒါမှခုနကတော့စချိန်နဲ့ဆုံးချိန်တူမှမရှိဘူးကြာချိန်တစ်မျိုးပဲအဲ့ကြာချိန်တစ်မျိုးလေးမှာပါလဲဆိုရင်တက်ဆင်းကြာချိန်ဆိုဒီ3:20ဆိုတာကတက်ချိန်နဲ့ဆင်းချိန်နဲ့ကိုပေါင်းထားတာပေါ့နော်အဲ့ဒီထဲမှာသူကတက်ချိန်ပေးထားကြလို့ဆင်းချိန်ကိုပြန်ပြီးလို့ချင်တာဒီနှစ်ခုပေါင်းနေရမှာတစ်ခုကိုပေးထားပြီးကျန်တဲ့တစ်ခုကိုလိုချင်တာမလုပ်လိုက်အောင်လေဒီနှစ်ခုပေါင်းနေရမှာဒီတစ်ခုကိုနှုတ်လိုက်ပေါ့ဒါဆိုလို့ရှိရင်ပြန်လိုချင်တဲ့ပြန်ဆင်းတဲ့ချိန်မှာကြာချိန်ကိုရမှာဖြစ်ပါတယ်နော်3:20ရနေပြီးတော့1နာရီ50ကိုနှုတ်ပြလိုက်မယ်ဟုတ်ပြီနော်ဒီနေရာမှာ20ကနေ50ကိုမနှုတ်နိုင်တော့3ရက်နေပြီးတော့တစ်ချီလိုက်တော့ဒီမှာ2နာရီဖြစ်သွားမယ်ဒီဘက်ကို60ရောက်လာမယ်60နဲ့20နဲ့ပေါင်းပြီးတော့80လို့ပြပေးမယ်80ရမှာ50ကိုနှုတ်မယ်နော်3ညာရဲ့3ညာလို့3ညာ80ကနေ9နှုတ်တော့30မိနစ်ဒီ2နာရီရတဲ့တိုင်းနှုတ်တော့1နာရီရောဖြေရ1နာရီ30မိနစ်အစုံနားလည်မလားကြာချိန်နဲ့ပတ်သက်လို့ရှိရင်လည်းသူကအမျိုးအစားတွေအများကြီးရှိတယ်နော်ဒီသင်ခန်းစာကတော့အခန်းလေးတွေပုံစံဖြစ်ပါတယ်အပိုင်းငိမ့်ပုံစံဖြစ်ပါတယ်နော်အပိုင်းငိမ့်ပုံစံအတွက်ကိုသူကပေးထားတဲ့ပုံအပိုင်းလေးတွေကိုအရောင်းချယ်ပေးရမယ်ဥပမာဖြင့်ကျွန်မကနောက်ပုံတစ်ပုံလုံးပေးထားတယ်အဲ့ထက်မှတော့နှစ်ပိုင်းတစ်ပိုင်းကိုပြောင်းချယ်ပေးရမယ်တစ်ပိုင်းတစ်ပိုင်းဆိုတာပါလေပုံနှစ်ချမ်းချမ်းမယ်တစ်ချမ်းကိုအရောင်းချယ်လို့ပြောတယ်ဟုတ်ဒီမှာလဲပုံကိုဘာလုပ်ပေးထားချင်လဲတစ်ချမ်းချမ်းပြီးသားပဲတစ်ချမ်းချမ်းပြီးသားပဲအဲ့တော့ဒီဘက်ချမ်းပဲဖြစ်ဖြစ်ဒီဘက်ချမ်းပဲဖြစ်ဖြစ်ကြိုက်နှစ်သက်ရာချမ်းကိုကလေးတို့ကအရောင်ချယ်ပေးလို့ရတယ်။ဘာရောင်ချယ်ပေးပါလို့လည်းပြောကြအောင်ကြိုက်တဲ့အရောင်ကိုချယ်လို့ရတယ်နော်။ဒီဘက်ချမ်းမှာချယ်ထားလို့ပြဿနာမရှိကလေးတို့လည်းကြိုက်နှစ်သက်ဒီဘက်ချမ်းမှာချယ်လို့ရတယ်နော်။ဒီဘက်ချမ်းမှာချယ်လို့ရတယ်ပြီးရင်ဒီဘက်ချမ်းမှာကြိုက်တဲ့အရောင်ချယ်လို့ရတယ်အပြာပြည့်အဝါပြည့်အစိမ်းဖြစ်နေဖြစ်ဟုတ်ပြီနော်။နောက်တစ်ပုံသွားမယ်နောက်တစ်ပုံကနှစ်ပိုင်းဆိုတော့ပုံကိုဘယ်လိုလုပ်လဲနှစ်ချမ်းချမ်းအောက်ကခြေအောက်ကပိုင်းခြေအမြဲတမ်းကြည့်ပုံကိုဘယ်နှချမ်းချမ်းထားလဲသိချင်ရင်အောက်ကနှစ်ကိုပဲကြည့်နှစ်ချမ်းချမ်းထားတယ်နော်နှစ်ချမ်းချမ်းရင်သူကအပေါ်ကကြတော့ဘယ်နှချမ်းကိုအရောင်ချယ်နေအပေါ်ကကြတော့အောက်ကကြတော့စုစုပေါင်းချမ်းကြီးပိုင်းကြီးတွေပေါ့နော်အပေါ်ကကြတော့ကိုအရောင်ချယ်ရမယ်အပိုင်းကြီးအတွက်နှစ်ပိုင်းချမ်းမယ်ပြီးနှစ်ပိုင်းလုံးကိုအရောင်ချယ်မယ်ဟုတ်ပြီနော်ကြိုက်လို့ချယ်လို့ရတယ်ခရီးကြိုက်တဲ့အရောင်ချယ်လို့ရနောက်ပုံသွားမယ်နော်ပုံ၄ပိုင်းပိုင်းမယ်တစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းလေးပိုင်း၄ပိုင်းမှာလည်းဗတစ်ပိုင်းရောင်ချယ်ပါလဲတစ်ပိုင်းကြိုက်တဲ့ပိုင်းကိုချယ်ဒါပဲချယ်တစ်ပိုင်းဖြစ်ရင်ပြီးရောနော်နောက်ပုံဆိုပါလဲနှစ်ပိုင်း၄ပိုင်းပိုင်းတွေက၄ပိုင်းတွေကကြိုက်တဲ့နှစ်ပိုင်းကိုအရောင်ချယ်နော်
ခလေးကဒါနဲ့ချဲရဒါနဲ့ချဲရဒါနဲ့ချဲတက်တဲ့အကြောင်းချက်တက်တဲ့နှစ်ပိုင်းကိုကြောင်းနှစ်ပိုင်းနဲ့ဖြစ်ရင်ပြီးရောနော်ဒီပိုင်း၃ပိုင်း၃ခွက်ကြောင်းချက်မယ်ဒီပိုင်းဆိုရင်ဒီပိုင်း၄ဝလေးလုံးကြောင်းချက်မယ်နားလည်လားနောက်တစ်ခန်းကတော့နောက်တစ်ပွားပေါ့နံပါတ်9ဆိုလို့ရှိရင်အခန်း9ရောက်သွားပြီပေါ့နော်အဲနောက်ဆုံးခန်းပဲဒါကြောင့်လည်းဒီပြန်လေ့ကျင့်ခန်းက1ကနေ9အတွင်းမှာချက်ပုံစံတွေပြန်လေ့ကျင့်နေတာဖြစ်တယ်နော်ခိုင်ချမို့လို့ဒါဆိုရှင်ပုံစံကိုကြည့်မယ်နော်မြေပုံကိုကြည့်ပြီးအောက်မှာမြေပုံများကိုဖြည့်ပါနော်အိမ်မှကြောင်းလို့လမ်းဝဝေးဒီမိသားဖြစ်အများရှိတယ်လေဒီမှာဆိုရင်နေရာ၃ခုပေးထားတယ်အိမ်ရဲ့စာကြည့်တိုက်ရဲ့စာတိုက်ရဲ့စာကြည့်တိုက်နောက်ပြီးတော့အလယ်မှာကြောင်းရဲ့ပေါ့နော်အိမ်ရဲ့စာတိုက်ကြောင်းစာကြည့်တိုက်ဆိုပြီးတော့နေရာ၄ခုပေးထားတယ်နော်အဲ့ဒီမှာအိမ်ကနေစာကြည့်တိုက်ကိုလည်းဒီမှာမြင်းတစ်ခုဖြတ်ပြီးဆိုတာဒါကကြတကယ်လမ်းမဟုတ်ပါဘူးလမ်းအထိအညိုရောင်မြင်းလေးတွေအောင်လမ်းပေါ့ပဲအဲ့တော့လမ်းကွာဝေးဆိုလို့ရှိရင်ဒီညိုရောင်ပေါ်မှာရှိတဲ့အလျားတိုင်းတာကိုတွက်ပြရနော်အဖြောင်လဲကွာဝေးဆိုမှဒါကိုတွက်ပြရဒါကိုကြည့်လို့ရတာနော်အဲ့တော့အိမ်ကနေကြောင်းဆိုရင်ဒီမှာအိမ်ရှိတယ်ဒီမှာကြောင်းရှိတယ်နော်အဲ့အိမ်ကနေကြောင်းရဲ့အကွာဝေးကိုတော့အဖြောင်နဲ့မတိုင်းရင်ပါဘူးသူကလမ်းကွာဝေးတိုင်းမှာဒီမှာမဲရောင်ဆက်ကလေးတစ်ခုရှိတယ်အဲ့ဒါကြောင်းရဲ့နေရာပေါ့နော်ကျောင်းဝင်ဒီပုံကြီးပြထားပြီးမယ်ခင်ဗျာဒီအမဲဆက်ကလေးကိုကြည့်ရမယ်အိမ်ဆိုလို့ရှိရင်ဒီမှာရှိတယ်အမဲဆက်ကလေးကိုကြည့်ရမယ်ဆက်ကြဆိုဒီမှာအမဲဆက်ကလေးဒီမှာအမဲဆက်ကလေးအဲ့အမှတ်ကလေးတွေကိုကြည့်ရမယ်နော်အိမ်ကနေကျောင်းဆိုဒီအမှတ်ကလေးကြီးဒီအမဲမှတ်ကလေးကနေပြီးတော့ဒီအမှတ်ကလေးရှိတယ်ကွာဝေးကိုတိုင်းပေးရဒီမှာတိုင်းပေးရမှာဆိုလမ်းကွာဝေးလို့ပြောတော့ကြောင့်မို့ဒီခဲအောင်လမ်းပေါ်မှာရှိတဲ့ကွာဝေးတိုင်းပေးရတစ်ဖြောင်လဲကွာဝေးမဟုတ်ပေါ့နော်ဒီမှာဆိုချင်းအိမ်ကနေပြီးတော့ဒီလမ်းကျိုးထိလမ်းထိပ်စီကိုနော်တစ်ဖြတ်တိုင်းရမယ်ပြီးလို့ရှိရင်ဒီကနေပြီးဒီအမဲမှတ်တစ်ဖြတ်လိုက်မယ်သူကတစ်ခါလဲကွာဝေးပါပြီးသားဒီကနေဒီဆိုတော့180ပြောထားတယ်ဒီဘက်ချက်တဲ့ဒီကနေဒီစီဆိုရင်960ပြောအဲ့နှစ်ခုကိုပေါင်းပေးလိုက်ရအဲ့နှစ်ခုပေါင်းလိုက်လို့ရှိရင်အလုပ်လဲအိမ်ကနေကြောင်းဒီကွာဝေးကိုရမှာဖြစ်ပါတယ်နော်180နဲ့960ပြင်ပေါင်းနော်3ညနဲ့ပေါင်းတော့3ည1နဲ့6နဲ့ပေါင်းတော့144ရေတက်ပေါ့နော်တင်တော့ရှင်းတဲ့မကုတ်ဖြစ်သွားတယ်900ပေါင်းတော့14ဖြစ်သွား1440ရမယ်အဲ့1440ကဘာယူနစ်လဲဆိုရှင်သူတို့မှရှိတဲ့ယူနစ်ကမီတာနဲ့ပေါင်းတာမလို့သူကလည်းမီတာ1440မီတာရအဲ့ဆိုနားလည်မလားနောက်တစ်ပုဒ်ကကြတော့အိမ်ကနေကြာကွာဝေးပဲအဲ့ဒီကွာဝေးခုနတောင်းခဲ့တိုင်းခဲ့တာ1440မီတာရတယ်အဲ့ဒါကိုကီလိုမီတာနဲ့ပြန်ပြပေးရနော်1ကီလိုမီတာမှာ1000မီတာရှိရဆိုတာကိုသိရမယ်နော်1440မီတာကိုဘယ်လိုဖွဲ့မလဲပေါ့နော်1ကီလိုမီတာမှာ1000မီတာရှိကြမှာဒီ1440အဲ့1000ကိုယူလိုက်လို့ရှိရင်အဲ့1000က1ကီလိုမီတာရပါမှာဖြစ်ပါတယ်အစွန်းတွက်440မီတာဒီတိုင်းကြံခဲ့မယ်အဲကြောင့်မို့လို့1ကီလိုမီတာနဲ့440မီတာရသူ့ဖြေကဒါဖြစ်မယ်အဲ့ဆိုနားလည်မလားနောက်ခုကျတော့ကျောင်းကနေစာကြည့်တိုက်ကိုတွားမှာပေါ့နော်ကျောင်းဒီမှာကျောင်းအမေရအမှတ်ကလေးပေးထားတယ်ပြီးတော့ဒီမှာစာကြည့်တိုက်ဒီနေရာသွားမယ်နော်သူအဲ့ဒါကိုဒီဂျားထဲမှာရှိတဲ့ဒီကွာဝေးကိုမပေးထားဘူးဒါလိုက်မပေးထားဘူးဘလို့ရှားမလဲဆိုတော့ဒီမှာစုစုပေါင်း1650ဆိုပြထားတယ်အဲ့ချိန်မှာဒီ960ကိုနှုတ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့3ညတွေက3ညနှုတ်လို့ရှိရင်3ညကျန်မယ်9တွေက6ကိုမနှုတ်နိုင်တော့10ချီးမယ်6က9ဖြစ်သွားမယ်10ရောက်လာမယ်10နဲ့9နဲ့ပေါင်းပြီးတော့15လို့ရေးမယ်ဒါပေမဲ့အဲ့9ကိုခဏဖယ်ထားပြီးတော့10တွေကပဲ6ကိုနှုတ်မယ်10တွေက6ကိုနှုတ်4ရမယ်4ရဲ့ခုနဖယ်ထား9နဲ့ပေါင်းပြီးတော့9ရ9တွေက9ကိုနှုတ်တော့3ညကျန်မယ်1ကနှုတ်ကြမယ်လို့တော့ချရေးမယ်ဒီ3ည9 3ညနော်မိနစ်ကပါတက်ရမယ်မီတာပေါ့1650မီတာတွေက960မီတာနှုတ်မှာတော့1090မီတာကျန်မယ်ထားမယ်နော်1090မီတာဆိုတာလေးမှတ်ထားမယ်နော်အကျောင်းမှာစာကြည့်တဲ့ဟွာဝေးပဲဒါပေမဲ့ဒီခါကျ9ကီလိုမီတာနဲ့ပြခိုင်းတာနော်1ကီလိုမီတာမှာ1000မီတာရှိအောင်သိရမယ်အဲဆိုလို့ရှိရင်ခုနရှာထားတယ်1090မီတာတွေကနော်1ကီလိုမီတာကို1000နှုတ်ချလိုက်ပေါ့အဲ့1000က1ကီလိုမီတာဖြစ်သွားမယ်ကျန်တဲ့90မီတာကဒီတိုင်းကျန်လိုက်မယ်ဒါတော့သူ့ဖြေက1ကီလိုမီတာနဲ့90မီတာဖြစ်တယ်အဲ့ဆိုရမလားအိမ်နဲ့စာကြည့်တိုက်ကြီးကတစ်ဖြောင်လဲကွာဝေးကိုကီလိုမီတာနဲ့ပြဒီမှာတစ်ဖြောင်လဲကွာဝေးက1890မီတာလို့ပြပြီးသားနော်
အဲ့ဒါဘာလုပ်လိုက်အောင်လဲအဲ့ဒီက1000ကို1ကီလိုမီတာဒီပြောင်းခွဲလိုက်တော့890ကျန်မှာပေါ့ရှေ့ရတာထွက်မယ်အဲ့ဆိုနားလည်မလားဒါဆိုလို့ရှိရင်တော့ grade 3တတိယတန်းသင်ချာရဲ့ပြန်လှန်လေ့ကျင့်ခန်းတွေပြီးသွားပြီဖြစ်ပါတယ်နော်တေးစိတ်ကိုနားလည်ဖို့အတွက်ဆိုလို့ရှိရင်တော့သက်ဆိုင်ရာအခန်းတွေနဲ့ပတ်သက်တဲ့ဗီဒီယိုတင်တဲ့အခါမှာပြန်ပြီးတော့ကြည့်ပြီးလို့ရမယ်ဒီအခန်းမှာကတော့ပြန်လှန်လေ့ကျင့်ခန်းဖြစ်တဲ့ကြောင့်မို့တေးစိတ်ကိုမရှင်းထားပေးမယ်လို့ကလေးတွေကိုတက်နိုင်တယ်များတော့နားလည်အောင်တစ်ခုချင်းတော့တက်နိုင်တော့ရှင်းပြပေးထားတာဖြစ်ပါတယ်ရမယ်နော်